အားလုံးသိကြတဲ့အတိုင်းဒီ2025ဇွန်လ12ကနေ15ရက်နေ့ထိဒီနှစ်ရဲ့တတိယမြောက်မေဂျာပွဲဖြစ်တဲ့ US Open ကိုကျင်းပတော့မှာဖြစ်ပါတယ်။ The Master ပွဲမှာ Rory McIlroy ကနိုင်ထားပြီးတော့ PGA Championship ကိုတော့ Scottie Scheffler ကအနိုင်ရထားတာပါ။ US Open ရဲ့မနှစ်က2024 Champion ကတော့ Bryson DeChambeau ပဲဖြစ်ပါတယ်။ဒီနှစ်တော့ Champion ဘယ်သူလဲဆိုတာစိတ်ဝင်စားစရာပါ။ဒီဗီဒီယိုမှာပြောပြချင်တာက US Open ကိုလက်ခံကျင်းပမဲ့ Queen ဖြစ်တဲ့ Oakmont ဆိုတဲ့ Queen အကြောင်းပါ။ Oakmont Queen ဟာ American Pennsylvania ပြည်နယ်မှာတည်ရှိပြီးတော့1903ခုနှစ်ကတည်ဆောက်ခဲ့တာပါ။ဒီဇိုင်နာကတော့ Henry Fowles ဖြစ်ပါတယ်။အစက Link Coast Queen မျိုးစားဖြစ်ပြီးနောက်ပိုင်းတစ်ပင်နေစပြီး Link Style ပျောက်သွားခဲ့ရတာနေ2009ခုနှစ်ကြာမှတစ်ပင်8000နီးပါးလောက်ကိုနှုတ်ပစ်ပြီးတော့မူလလက်ဟောင်း Link Style ဖြစ်အောင် renovation ပြန်လုပ်ခဲ့တာပါ။ Oakmont ဟာ10ကြိမ်မြောက် US Open ကိုလက်ခံကျင်းပမှာဖြစ်ပြီး America မှာတက်တန်းအရင်ဆုံးနဲ့အခက်အခဲဆုံး Queen တွေထဲမှာပါပါတယ်။ Water hazard မရှိဘဲနဲ့ဘန်ကာပေါင်း185ခုရှိပါတယ်။ဒီ Queen ရဲ့ထူးခြားချက်ကတော့ green တွေပါ။ green တွေကကျယ်ပြန့်ပြီးလှိုင်းထားနေတဲ့ပြင် green speed လည်းအရမ်းမြန်တယ်လို့ပြောပါတယ်။အာနိုပါမှာပြောဘူးတာကဒီ Queen မှာ regulation on အောင်ရိုက်နိုင်ရင်တော့မှအနိုင်ရဖို့တော်တော်ခက်တယ်ဆိုတာပါ။ Sam Snead ကလည်း green ပေါ်မှာသူ့ရဲ့ ball marker အောင်ရှော့ကြဘူးတယ်လို့ဆိုပါတယ်။ကျွန်တော်တို့ဒီနေ့သုံးနေတဲ့ green speed တိုင်းနဲ့ stick meter ဆိုတဲ့ဟာလေးကို Address Jameson ဆိုတဲ့ပုဂ္ဂိုလ်ကဒီ Oakmont Queen မှာရိုက်ပြီးတော့ idea ရတီထွင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်ဒီ Queen ရဲ့ထူးခြားချက်က Charge Pew Bunker လို့ခေါ်တဲ့ဖျားเจ้าကခုံတန်းလေးတွေလို့ Bunker အကျယ်ကြီးပါ။နံပါတ်3နဲ့နံပါတ်4ကျင်းတွေမှာထည့်ထားတာပါ။ဂိုက်100လောက်ရှည်တယ်လို့ဆိုပါတယ်။ဒီ Queen မှာပဲ1962ခုနှစ်မှာ Jack Nicklaus ကသူ့ရဲ့ပထမဆုံး Pro နိုင်ပွဲကိုအာနိုပါမာကိုအနိုင်ယူပြီးရရှိခဲ့တာဖြစ်ပါတယ်။အဲဒီတော့ Jack Nicklaus က22နှစ်ပဲရှိသေးပြီးတော့အာနိုပါမာက33နှစ်ရှိပြီဖြစ်ပါတယ်။2024 US Open မှာ Bryson DeChambeau က Rory McIlroy ကိုတစ်ချက်အသာနဲ့နိုင်သွားခဲ့တာပါ။ Rory ကနောက်ဆုံး၄ကျင်းအလိုမှာ -8 ရိုက်ပြီးဥဆောင်နေရကနေ bogey 3လုံးရိုက်ပြီးတော့ DeChambeau ကိုရှုံးခဲ့တာပါ။အဲဒီတော့ဒီနှစ်မှာ2025မှာရော Master နိုင်ထားတဲ့ Rory ပဲမကြေပွဲနှွှဲနိုင်မလားဒါမှမဟုတ်လက်အရန်တက်နေတဲ့ Scottie Scheffler ပဲနိုင်မလားဒါမှမဟုတ်မထင်ထားတဲ့သူပဲနိုင်သွားမလားဆိုတော့ရင်ခုန်ကြည့်လိုက်ရအောင်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ။